confidence ဖြစ်စီနေလူဘဝဆိုတာဗျာရာရှုံးတော့ကျွန်တော်ကတော့အဲ့ဒါကြောင့်မလို့ဘယ်သူမှခင်မသေးပါဘူးလူဟာမိမိကိုယ်ကိုမိမိ confidence ရအောင်လုပ်ပါလုပ်သို့တော့ over confidence ဖြစ်စီနေလူဘဝဆိုတာဗျာ confidence နေနဲ့အကောင်းဆုံးနေဘူးစ조사ပြီးတော့လုပ်နေရင်တောင်မှလဲကျနိုင်သေးတယ်အစင်မသိရင်တာယာမတော်ရင်လိမ့်လဲဖြစ်နိုင်သေးတယ်လဲကျနိုင်သေးတယ်လဲကျရင်ပြန်ထားရဟိုးသူတို့နောက်နိုင်ငံမှာအဲ့လိုပဲကျင့်တော်နေအကျဉ်းသားတွေကိုတကယ်လူမွေးပညာရှင်တယောက်ဖိတ်ပြီးဟောခိုင်းတယ်အများကြီးပေးရပါလေတယောက်$10ဆိုလူ$100ဆိုတော့ပေါ့လို့ရတယ်တို့စီမှာလည်းပေးရအဲ့တော့အဲ့ဒီလူကလာပါလေစင်မော်တက်လာပြီးတော့ခလုတ်တိုက်ပြီးလဲကျသွားပြန်ချတယ်စကားပြောစင်သွားတယ်အားလုံးကျွန်တော်ဟောပြောလို့ပြီးပါပြီကျွန်တော်ပြန်ခွင့်ပြုပါဟိုအကျဉ်းသားတွေကလည်းနှစ်ကြီးသမားတွေတို့ကျိုးသမားတွေတို့ဆိုတော့မကျေနပ်ဘူးဟဲ့တရားဟောဆရာလူလည်းမလုံးနဲ့ဘာမှမပြောရသေးဘူးငါတို့ဘဝအတွက်မင်းဘာမှကောင်းအောင်ပြောမလဲလို့မင်းဘာမှမပြောဘဲနဲ့တယောက်$10နဲ့ဒီကရှင်းရမှာဒီလိုတော့လူလည်းမလုံးနဲ့ပြောတခုကျွန်တော်ပြောပြီးပြီလေဘာမှမပြောသေးဘူးဩကျွန်တော်တက်လာကြပြန်ထားလူဆိုတာဘဝမှာလဲကြနေတာပါပဲခင်ဗျားတို့လည်းသုံးတစ်ခုကြောင်းတို့ကြောင့်ထောင်ထဲရောက်လာတယ်ဆိုတော့ဘဝမှာလဲကြတာပါပဲဘဝပြီးဆုံးမသွားပါဘူးလုံးဝဥဒုံရှုံးမသွားပါဘူးအဲ့ဒီကနေပြန်ထိုက်တနေ့ခင်ဗျားဂုံသိက္ခာရှိတဲ့အောင်မြင်ကြော်ကြားသောလူတစ်ယောက်လူများလေးစားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နိုင်ပါလေငွေကြေးအပြင်လည်းချမ်းသာကြွယ်ဝပြီးတော့စိတ်ကောင်းနှလုံးကောင်းရှိသောပေးလူတတ်သောဒီလိုကြီးညိုစရာပုဂ္ဂိုလ်ကြီးဖြစ်နိုင်ပါလေလဲကြရင်တော့ပြန်ထပ်ကျွန်တော်ခုနပြတာလေးပါလက်ခုပ်တည်းပြီးတယ်တဏှာယူဟောဖို့မလိုဘူးတော်ပြီတရားဟောဆရာကျင့်တတ်တယ်ပြန်နားလည်သွားပြီ